အားလုံးပဲမင်္ဂလာဗျဒီနေ့မှာတော့ကျွန်တော်ရှင်းလုပ်ပေးသွားမယ့်အကြောင်းအရာကကျွန်တော်ရဲ့ဒီ Facebook Messenger မှာပေါ့နော်လာပြီးတော့ညီလေးတယောက်မေးရတာရှိတယ်အဲ့ဒါကိုကျွန်တော်အနေနဲ့ပြန်ပြီးတော့ reply ဖြေနေအားလုံးပဲသိအောင်လို့ကျွန်တော်အနေနဲ့ဒီမှာဗီဒီယိုလေးလုပ်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ तू ကဗာမိထားလဲဆိုရင်ကျွန်တော်တို့ဒီနောက်မှာပြထားတဲ့အတိုင်းဟိုmulti-verify လို့ခေါ်တဲ့ကျွန်တော်တို့ဒီ blue map ပေါ့နော် blue map ကိုကျွန်တော်တို့ဒီ$နဲ့ရတာလားလို့သူကပြောတယ်ပေါ့မေးတယ်ပေါ့နော်နောက်ပြီးတော့ဘယ်လိုမျိုးလဲပေါ့နော်တေချာလေးသိချင်လို့ဒါမေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒါဘလူးမတ်ဆိုတာကကျွန်တော်တို့ပထမတစ်လမှာတော့ကျွန်တော်တို့ကိုဒီ$နဲ့ပေးခြင်းလည်းပေးမယ်$နဲ့ပေးခြင်းလည်းပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံနေရာဒေသလိုက်သူကကွဲခြားတာရှိပါတယ်ဒါကကျွန်တော်တို့ပထမလမှာကျွန်တော်အစမ်းသုံးခွင့်ဆိုပြီးတော့သူကနေပြီးတော့ကျွန်တော် short ပေးတာဖြစ်တယ်ပေါ့နော်နောက်လတွေကြာရင်တော့ကျွန်တော်တို့ပုံမှန်ဖြတ်သွားတယ်ပေါ့နော်နောက်လာကြရင်တော့ကျွန်တော်တို့ပုံမှန်ဖြတ်သွားမှာဖြစ်တယ်ပထမလမှာတော့သူကနေပြီးတော့အစမ်းဆုံးဝင်ဆိုပြီးတော့ကျွန်တော်တို့ကိုစီလျှော့ပေးတယ်ပေါ့နော်ဒုတိယလကြရင်တော့ကျွန်တော်တို့ဒါသူကပုံမှန်ဖြတ်သွားမှာဖြစ်တယ်တိုးတိုးမြန်မာပတ်စံနဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့4000ခွဲဝန်းကျင်လောက်ကျွန်တော်တို့ကြာမှာဖြစ်တယ်ဒါလတိုင်းကျွန်တော်တို့ဒါဖြတ်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဘန်နဲ့ကနေဖြတ်သွားမှာဖြစ်တယ်တချို့ကကျွန်တော်တို့ဒီဘလူးမန်ကိုကျွန်တော်တို့ဘန်နဲ့တွက်ချိတ်ထားပြီးတော့ကျွန်တော်တို့လတိုင်းလကုန်တဲ့ခါကျတော့အော်တိုဖြတ်သွားတာမျိုးတွေကျွန်တော်တို့ကြုံနေရတယ်ပေါ့နော်အဲဒါကြတော့တကယ်လို့ဒါမျိုးဒါတွေကိုကျွန်တော်တို့ဒီလိုမျိုးနောက်လာကြရင်ကျွန်တော်မလိုချင်တော့တဲ့အခါကျရင်တော့ကျွန်တော်တို့ဒီလိုမျိုးဘန်နဲ့ကနေအော်တိုဖြတ်သွားတာမျိုးမဖြစ်ရအောင်ကျွန်တော်တို့ပိတ်ထားဖို့လိုပါလိမ့်မယ်နော်ဟုတ်ကဲ့ပါဗျာဒါကတော့ကျွန်တော်ဒီနေ့ပြောခဲ့တာတော့ဒါဘလူးငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပထမလမှာဘယ်လောက်ကျွန်တော်တို့ဒုတိယလမှာဘယ်လောက်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အနေနဲ့ဒါတေချာလေးပြောပြပေးသားပဲဖြစ်ပါတယ်အားလုံးပဲနားလေကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲစင်ပေးကြပါစေကျွန်တော်နာမည်ဆိုင်းသွန်ဖြစ်ပါတယ်